အားလုံးပဲကျွန်တော်တို့ဗီဒီယိုဝိုင်းဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ Oscar mode ကိုကျွန်တော်မှရထားရပါတော့ဒါကတော့ကျွန်တော် Telegram channel မှာတင်ပေးထားပါတယ်ဒါကကျွန်တော်ရဲ့ Oscar mode မဟုတ်ပါဘူးဒါရနဆိုတဲ့ brother ရဲ့ Oscar mode ပါဆိုတော့ဒီ Oscar mode ကကျွန်တော်ရနဆိုတဲ့ brother ပေးထားပါတော့ဆိုတော့ရနဆိုတဲ့ brother ကိုလည်းကျေးဇူးတင်ပါတယ် brother လည်းခွေးသေးပါဆိုတော့နောက်တဲ့ဘယ်လိုယူရမလဲဆိုတော့ကျွန်တော်စီမင်းတွေတော့ကြည့်အောင်ဘယ် Oscar mode ပဲဖြစ်ဖြစ်ကျွန်တော်ဆော့တော့မယ်ဆိုရင်ကျွန်တော်လုံးဝတိတာတိတာပြောနော်စိတ်ဖြစ်တယ်မဖြစ်ဘူးဟောပေးတဲ့လူကပြောတယ်ဆိုပေမဲ့လေကိုဂိမ်းကောင်းတယ်မဆော့ကြည့်သစ်ပါဘူးဘာလို့လဲဆိုတော့ကိုဂိမ်းကောင်းဆိုတာဗျာကျွန်တော်တို့ Oscar တွေပါအဲ့လိုလည်းလောက်ထားဂိမ်းကောင်းမဟုတ်ဘူးကျွန်တော်ကြိုးစားရတယ်ဗျာတချို့ diamond နဲ့ချက် second 400ကျော်500ကျော်အဲ့လိုရှိနေဗျာအဲ့လိုကောက်တီနဲ့ပါပြီးတော့မချိနဲ့ပြီးတော့ကျွန်တော်တို့ဘယ်လောက်ပဲ second နည်းနည်းပေါ့နော်Play Store က download ပြီးတော့ဖွင့်ထားတဲ့အကောင့်တွေနဲ့ကျွန်တော်လုံးဝမချိပါနဲ့ Oscar နဲ့ဘာလို့လဲဆိုတော့ပြန်ဝင်လို့မရတာလို့ဘာလို့ဖြစ်နိုင်လဲညာတော့နှစ်30 3နှစ်အဲ့လိုဒီဘန်တာဆိုတော့အများကျွန်တော်အဲ့လိုမဘန်အောင်လေ brother တို့ကာကွယ်နေရှိပါတယ်ကျွန်တော်ဒါမှအဲ့ဒီနီးကကျွန်တော်တင်ပေးမလို့ပဲပေါ့နော်ဒါမှအဲ့ဒီနီးမှာကကျွန်တော်ပြဿနာတွေရှိပါတယ်ခြုံရင်းချက်တွေပေါ့နော်ဘယ်လိုပြဿနာတွေလဲဆိုရင်ပေါ့နော်ကျွန်တော်တို့အခု Google account တစ်ခုဖွင့်မယ်ဆိုရင်လည်းဖွင့်လို့မရတာပြီးတော့ဖွင့်လို့ရသွားပြီဆိုရင်လည်းအခု game ကောင်းနဲ့ပဲချိတ်တာပဲဖြစ်ဖြစ် TikTok ကောက် Google ကောင်းနဲ့ဖွင့်တာပဲဖြစ်ဖြစ်တခြား browser ဆိုင်းဝင်လို့ရတဲ့ website တွေမှာဝင်တာပဲဖြစ်ဖြစ်အဲ့လိုမှလုံးဝဝင်လို့မရတော့ဘူးเนาะပိတ်ထားတဲ့ပုံစံမျိုးပြီးတော့တခြားနေရာတွေပေါ့နော်အကောင့်ဖွင့်တာလို့ပါလို့ပြီးတော့အကောင့်ချိတ်တာလို့ game နဲ့တော့ဝင်လို့မရပဲဖြစ်နေပါတယ်ဆိုတော့ပြီးတော့ line တွေပါပြတ်နိုင်တယ်ပေါ့နော်ဘယ်လိုပုံစံလဲဆိုရင်ကျွန်တော် wifi နဲ့သုံးလို့မရတော့ဗျာ line နဲ့သုံးလို့မရတော့ဗျာအဲ့လိုတွေဖြစ်နိုင်ရင်အဲ့ဒါကိုဖုန်းထဲမှာရှိပါတယ်အဲ့ဒီခလုတ်တွေမပိတ်မိဖို့အတွက်ကျုပ်တို့ကောက်ခွင့်ရအောင်ပေါ့နော်ဒါမဲ့ကျွန်တော်ပြောပြတော့ပါဘူးလက်သရမ်းပြီးတော့သွားပိတ်တဲ့လူရှိမှဆိုတော့ပေါ့နော်ဒါမဲ့ browser ဖုန်းကဆင်ပြေရဆိုရင်လည်းပိတ်ထားလို့ရပါတယ်တော့ပြန်ဖွင့်လို့တော့ရတယ်ပေါ့နော်အဲ့တော့ပြီးတော့ပြဿနာဖြစ်ပြီးမရှိဘူးဒါမဲ့လည်း browser အဲ့ဒါကိုသွားမဆန်းကြပါနဲ့လူတိုင်းဖုန်းထဲမှာပေါ့နော်အဲ့ system ဆိုတာရှိတယ်အဲ့ဒီထက်ကခလုတ်တွေပိတ်လိုက်လို့ဆိုတော့ဘန်တဲ့လူကတော့ဘန်သေးတယ်တော့မဘန်တဲ့လူကတော့လုံးဝမဘန်တော့ဘူးပေါ့နော်အဲ့လိုဖြစ်ပါလေဆိုတော့ကျွန်တော်အဲ့ဒါကြောင့်ဒီမပန်းအောင်လုပ်တဲ့နည်းမတင်ပြီးတော့ပါကျွန်တော်တိတ်ကမှလာမကြရဘူးเนาะဆိုတော့ကျွန်တော်လည်းမတင်ပြီးတော့ဘူးသူလည်းဖြည့်ရှင်းပြရဲကဲနောက်ဆုံးအနေနဲ့ဒီ Oscar mode ဘယ်လိုယူရမလဲဆိုရင်ကျွန်တော် channel ကို subscribe လုပ်ပါ subscribe လုပ်ပြီးရင်ကျွန်တော် channel subscribe လုပ်ထားတဲ့ပုံကိုကျွန်တော် Telegram မှာလာပို့ပါ screenshot ရိုက်ပြီးတော့လာပို့ပါအဲ့ဒါဘယ်လိုပို့ရမလဲဆိုဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ရဲ့ Telegram account user name ရှိပါတယ်အဲ့ဒီဟာကို Telegram မှာသွားရှာလိုက်ပါအပြည့်စုံရှာလိုက်ပါအပြည့်စုံရှာပြီးရင်ကျွန်တော်ကောက်တွေ့ပါလိမ့်မယ်အဲ့ဒီမှာကျွန်တော် screenshot လာပြပါတော့ကျွန်တော်ဒီ file ပေးပါမယ်ဘန်တာမဘန်တာတော့ဘာလို့ကင်ပေါ့ဗျာဒီ file ကကျွန်တော်ဘန်တဲ့လူတွေရှိတော့မဘန်လူတွေရှိရပေါ့နော်ကျွန်တော်မှဆိုရင်ကျွန်တော်နည်းနည်းကြာတော့ဆော့ရတယ်ပေါ့နော်ဘန်တာတော့မရှိဘူးကျွန်တော် red တွေပါလေးပွင့်သွားတယ်အဲ့ဒီဆော့ရတယ်ဒါဘန်ဝိုင်ပေါ့နော်တကယ်လို့အဲ့ဒီ Oscar ဖွင့်တဲ့ဟာသာသွားပြီးတော့မဖွင့်မိရင်ကျွန်တော်တို့ပြဿနာအဲ့လောက်မရှိဘူးထင်တယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်လိုအပ်ချိန်မှာဖွင့်ပြီးတော့ကျွန်တော်ချင်းပြန်ပိတ်လိုက်ပေါ့နော်အခု game နဲ့ရောက်ပြီဗျာ game နဲ့ရောက်တဲ့ချိန်ကျရင်ကျွန်တော် hero မနှိပ်သေးပဲနဲ့ Oscar ဖွင့်လိုက်ပြီးတော့ hero နှိပ်ပြီးတော့ကိုကြိုက်တဲ့ second ကိုရွေးပြီးတော့ Oscar မုံပြန်ပိတ်လိုက်အဲ့ဒါဆိုရင်ကျွန်တော် ban လာနေမယ်လို့ထင်ပါတယ်နောက် video တွေဆိုရင်ကျွန်တော် gameplay လာမယ်ပေါ့နော်ဆိုတော့နောက် video တွေမှာပြန်တွေ့ကြမယ်ဘိုင်းမယ်ပါ gameplay ရရိုးရိုးမဟုတ် Skype နဲ့စာ6ချောင်းနဲ့6ကိုကင်ပြရဲအဲ့လိုပုံစံနဲ့လာအောင်ကြွားရဲဆိုတော့ဘာမှမပါ